Postport ကနေ start your or move ဆိုပြီးတော့ design command မှာ PR pause တခုအခုရရှိပါတယ် Okay for your or move challenge accept snow မှာလည်း invite တာဖြစ်ပါတယ်ကွက်တီပဲဒီနေ့ချင်းဆောက်လာရင်တခါတည်းဖောက်ကြည့်လိုက်မယ် PR pause ကမိုက်တော့အခုပဲတခြားကြည့်လိုက်ရအောင်4000ကြာကြာနဲ့ design ကတော်တော်မိုက်တယ်အဖုံးမှာတော့ Postport ပဲ logo ခက်ကြီးကြီးနဲ့သူ့ရဲ့ original color အပြာရောင်နဲ့ကြည့်ရတာတော်တော်မိုက်တယ်ဖွင့်လိုက်တဲ့အချိန်မှာ Are you ready for your movement starts here ဆိုပြီးတော့တွေ့ရတယ်နောက်ဖုံးရဲ့တစ်ဖက်မှာတော့ move your way with O ဆိုတဲ့စာသားခေါင်းစဉ်နဲ့အောက်မှာ Postport ရဲ့အကြောင်းကိုရေးပေးထားတယ်အောက်နားမှာပါတဲ့ scan တစ်ခုကနေလဲကျွန်တော်တို့ Postport web page ရဲ့ social media Facebook page တွေကိုကျွန်တော်တို့တွားရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်Postport ဝင်နေဆိုရင်ဒီကျင်ဘန်းတွေကလွတ်လက်ပို့လုံနိုင်ပြီးတော့ယုံကြည်မှုအပြည့်နဲ့ကိုယ့်ရဲ့အကောင်းဆုံးပုံစံနဲ့လေ့ကျင့်နိုင်အောင်ဖြစ်တယ်။နောက်ထပ်ကတော့မြန်မာပြည်မှာဆိုင်အနေငယ်ပဲရှိနေထင်ထားတာ။ဘယ်ဟုတ်မလဲ။အခု time မှာဆိုရင်6ဆိုင်မြန်မာမှာဆိုရင်3ဆိုင် share ကို Postport ဝဲဖွင့်ထားတာဖြစ်ပါတယ်။နောက်ဆုံးမှာကျွန်တော်တို့ခြေလမ်းတိုင်းလှုပ်ရှားမှုတိုင်းက Postport ဝဲကအတူရှိနေမယ်ဆိုတဲ့အကြောင်း Sport ဝဲတစ်ခုတည်းနေမဟုတ်ဘဲအားလုံးရဲ့ fitness journey fitness အောင်မြင်မှုတိုင်းကို support ပေးသွားရင်အတူရှိသွားမယ်ဆိုတဲ့အကြောင်းကိုထည့်ရေးပေးထားပါတယ်။ Okay ဒါပြီးရင်တော့ဒီ series ကိုလောကမှာထားပြီး Postport ဝဲရဲ့ move sport ဝဲတွေကိုဝစ်ချီပြီးတော့ workout လုပ်ကြည့်လိုက်ရအောင်It's different. I got a different type of. It's different. She got a different type of. It's different. So I'ma spend it on her. It's different. Only time I deal with tellers, I'm running it up like a. Postport ဝဲကအင်ကြီးရောပေါင်းပြီးတော့တော်တော်အဆင်ပြေတယ်ဝစ်ထားလို့ဝစ်ထားမှမသိအောင်ကျွန်တော်တို့လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာတော်တော်ပေါ်ပါတယ်ဘလောက်ပဲလေ့ကျင့်ခန်းတွေလုပ်လို့ချွေးဆုပ်တာညံတော့ခဏလေးနဲ့ဝစ်စားတွေကခြောက်သွားတယ်ပြီးတော့ဒီဇိုင်းကလည်းရိုးရိုးရှင်းရှင်းနဲ့ smart တော်တော်ကြတယ်လေဝင်တစ်ထွက်ကတော်တော်လေးကိုကောင်းတာမို့လို့လှုပ်ရှားမှုတအားများတယ်ကျွန်တော်တို့လို body combat instructor တွေအတွက်ဒီလိုဝတ်စုံတွေကအရန်ကိုအဆင်ပြေတယ်ကျွန်တော်ကတော့ Postport ရဲ့ start your own move မှာ okay သွားပါပြီကျွန်တော်လို start your own move မှာပါဝင်ခြင်းနဲ့ဆိုရင်တော့လက်ဆောင်ပေးဖို့အစီအစဉ်တွေရှိပါတယ်။ Postport ရဲ့ start your own move မှာနောက်တစ်ယောက်အနေနဲ့ပါဝင်ဖို့အတွက်ရွှေစင်းကို invite လုပ်ပါတယ်။ exercise အနေနဲ့ကတော့ squat, jump squat, plank ဒီ၃မျိုးဖြစ်ပါတယ်။ဒီ၃မျိုးမှာအမှတ်အများဆုံးရတဲ့သူ၃ဦးကိုစုချီးမြှင့်သွားမှာဖြစ်ပါတယ်။၃မျိုးပေါင်းအမှတ်အများဆုံးရရှိသွားတဲ့3ဦးကိုပထမဆုံးအနေနဲ့ Postport ရဲ့ discount coupon တသိန်းကျပ်နဲ့ gym membership 3လဒုတိယဆုံးအနေနဲ့ Postport ရဲ့ discount coupon 9000ကျပ်နဲ့ gym membership 2လတတိယဆုံးအတွက်ကတော့ Postport ရဲ့ discount coupon 9000နဲ့ gym membership 1လတို့ဖြစ်ပါတယ် Start your own move အတွက် experience ယူရင် Postport ရဲ့ coupon နဲ့ gym membership တွေရယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ match လ30-31မှာ active gym မှာ challenge တွေရှိပါတယ်